ကစီတဲ့အခါမှာအပေါ်တက်မှာလားယင်အောက်ဆင်းညမှာလားဓာတ်လေကမပိတ်တော့အောင်ကင်ထားပေးလို့ရမလားငါလောက်တော့ကျွန်တော်ခလုတ်လေးချက်လောက်နှိပ်ပေးပါလားဆယ်လော်ကြီးကိုဓာတ်လေကပဲစီးသွားကြတာပေါ့ဓာတ်လေကကြီးကပြက်နေတယ်လေကားပဲသုံးရတော့မယ်ဒီလိုမျိုးနေ့စဉ်သုံး English စကားပြောတွေကိုဒီဗီဒီယိုထဲမှာတစ်ခါတည်းမှတ်မိသွားအောင်ပြပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဝိနဲ့တူတူလေ့လာကြည့်ရအောင်1ပထမဦးဆုံးတစ်ချောင်းကတော့မင်းတို့တွေအပေါ်တက်မှာလား Are you guys going up Are you guys going up 2အောက်ဆင်းမှာလား Are you guys going down Are you guys going down 3ကိုကနောက်ကျနေပြီအဲ့ချိန်မှာဓာတ်လေကားစီကိုပြေးသွားတယ်ဒါပေမဲ့ဓာတ်လေကားကြီးကပိတ်တော့မဲ့အချိန်မှာဓာတ်လေကားကိုခဏလောက်ရက်ထားပေးလို့ရမလားတိုင်ထားပေးလို့ရမလားဆိုတာကို Can you hold the elevator for me please Can you hold the elevator for me please အဲ့လိုပြောလို့ရတယ်4ဓာတ်လေကားတွေကိုရောက်သွားပြီအဲ့တော့ကိုကနေပြီးတော့ခလုတ်ကိုနှိပ်ဖို့အတွက်ကိုနဲ့ဝေးနေတယ်တခြားတစ်ယောက်ကိုခလုတ်လေးနှိပ်ပေးစေချင်တယ်ငါလို့ကိုသွားမယ်ခလုတ်ကိုနှိပ်ပေးလို့ရမလားဆိုတာကို English လို့ Can you press the button for the fifth floor Can you press the button for the fifth floor 5ကိုတငယ်ချင်းတွေနဲ့တနေရာမှာဆုံလိုက်တယ်ငါတို့တွေဆယ်လွှာကိုဓာတ်လေကားစီးပြီးသွားကြစို့အဲ့ဒါကိုဘယ်လိုပြောမလဲဆိုတော့Let's take the elevator to the 10th floor. Let's take the elevator to the 10th floor. 6. အဲ့တော့ကိုကစီးမယ်ဆိုပြီးတော့ဓာတ်လေကားစီကိုသွားလိုက်တယ်။ဒါပေမဲ့ဓာတ်လေကားကြီးကပြတ်နေတယ်။လှေကားပဲသုံးရတော့မယ်ဆိုတာကို English လို့ဘယ်လိုပြောလဲဆိုရင် The elevator is out of order. We have to use the stair. The elevator is out of order. ဓာတ်လေကားကတော့ပြတ်နေပြီ။We have to use the stairs ငါတို့တွေလှေကားနဲ့ပဲသွားရတော့မယ်ဒါဆိုရင်တော့ဒီနေ့ဝိပြပြခဲ့တဲ့ဓာတ်လေကားစီးတဲ့အခါမှာသုံးလို့ရမယ် English စကားပြော6ချောင်းလုံးကိုတစ်ခါတည်းမှတ်မိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်တတား